အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုမျိုးစုသိရာကြီးရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးရှေ့အောင်ဖိဖိတောက်နေတဲ့စုစိတ်မျိုးမျိုးကိုဒီမှာနိုင်ငံလုံးဈေးနှုန်းသက်သာလို့ဖြစ်လက်လက်ကဖြန့်ချိပေးနေတဲ့ဆိုင်နဲ့ဆိုင်နဲ့ဖိတ်ဆက်ပေးပြရစေရှင်အခုလိုမျိုးစုသိပန်းပြဒီဇိုင်းလေးတွေကိုကျွန်တော်တို့ဒီကူချက်လောက်လိုက်ကြည့်လိုက်ပါဦးမိတ်ဆက်ကြီးလိုက်ကြည့်ဖို့ဖိတ်ပါပါတယ်ရှင်ဒါမျိုးလေးတွေကွာကြားကန်အိုးလေးတွေပေါ့ဒါလေးဆိုဒါလေးကအသေးလေးပေါ့သူ့ထက်နည်းနည်းကြီးတာလေးကကြတော့ဒီမှာဒါမျိုးအိုးလေးတွေရမယ်ဒါမျိုးလေးဒီလိုအိုးလေးတွေရမယ်နောက်ပြီးတော့နောက်တော့ရှိသေးတယ်ဒါမျိုးအိုးလေးတွေဒီကောင်လေးဆိုတော်တော်လှတယ်လုံးဝရွှေအောင်ရွှေသွေးလေးတောက်ပါနေတယ်လုံးဝပန်းများလေးတွေဆိုတော့ဒါမျိုးပန်းများလေးတွေပြောပါဒါမျိုးလေးတွေပြောတယ်ဒါမျိုးပန်းများလေးတွေပေါ့နော်ဒါဆိုလည်းကျွန်တော်တို့ဟိုရက်ကမှရောက်ထားတာစုစုပေါင်းပန်းများတစ်သားရော40 50လောက်တော့ရှိမယ်နောက်မှလည်းကျွန်တော်တို့အများကြီးရှိသေးတယ်အခုလိုမျိုးရွှေအောင်တစ်ဖက်တောက်ပါနေတဲ့စုရိတ်ပန်းများတွေကိုကျွန်တော်တို့ပစ္စည်းလေးမပြတ်ခင်တော့အများဆုံးအော်ဒါတင်လိုက်ကြအောင်အော်ဒါတင်ရမယ်လိပ်စာလေးတွေကတော့မိုင်းရေဟုတ်ကဲ့ပါရှင်ရန်ကုန်ဆိုင်ဝဲလိပ်စာလေးကတော့အမှန်261စိတ်ကန်းစာလန်အထက်ဘလောက်တော်တော်မြို့နယ်ရန်ကုန်မြို့ဖြစ်ပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့39933993ပဲဖြစ်ပါတယ်ရှင်ကဲမောင်လေးဟုတ်ကဲ့ပါပသိမ်ဆိုင်ဝဲလိပ်စာလေးကတော့အမှတ်86ကန်းနာလန်ရေပေါ်စစ်ရှိပသိမ်မြို့ဖြစ်ပြီးတော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့3994551135ဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါကြောင့်မို့လို့ပစ္စည်းလေးတွေကုန်သွားခင်ကိုအများဆုံးအော်ဒါတင်အောင်ဖိတ်ခေါ်လိုက်ရပါတယ်နော်